ABCD ကိုကျွန်တော်တို့အတန်ထွက်မှန်အောင်ထွက်တတ်ပြီလားအကယ်၍မထွက်တတ်သေးဘူးဆိုရင်ဒီဗီဒီယိုကိုကြည့်ပါပထမနေ့ကတော့ကျွန်တော်တို့ capital letter နဲ့ small letter ဆိုပြီးတော့စလုံးအကြီးနဲ့စလုံးအသေးအကြောင်းပြောပြီးတဲ့နောက်မှာတော့ကျွန်တော်တို့စပြီးတော့သင်ဖို့ဆိုရင်နံပါတ်1 ABCD ကိုကျွန်တော်တို့အတန်ထွက်မှန်အောင်ထွက်နိုင်ဖို့အရင်အရေးကြီးပါတယ်ဒီကနေ့ကျွန်တော်အရှိကနေလိုက်ထွက်ပြမယ်အနောက်ကနေလိုက်ဆိုကြည့်ပါကျွန်တော်တို့က A လို့မထွက်ပါဘူးသူ A B B B C C C D D D E E E F F F G G G H H H I I I J J J K K K L L L M M M N N N O O O P P P Q Q Q R R R S S S T T T U U U V V V W W W X X X အာရဲ့ခရဲ့စရဲ့အဲ့သုံးလုံးပါတယ်ဒီထဲမှာ X H မဟုတ်ဘူးเนาะ S လည်းမဟုတ်ဘူးအဲ့ဒီကြာအတန် X X X ဆိုတဲ့အတန်မှာ Y Y Z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  လို့ထွက်လို့ရလားရတာပေါ့နှစ်ခုလုံးအမှန်เนาะတစ်ခုမှမမအောင် Z Z Z သို့မဟုတ် Z Z Z အဲ့တော့ဒီစလုံးအကြီးနဲ့ရေးထားတာတွေကိုပထမစာမျက်နှာမှာပြောပြီးသွားပြီစလုံးအကြီးနဲ့ဒီလို ABC ကိုကျွန်တော်တို့ဘယ်လိုခေါ်လဲ capital letter လို့ခေါ်တယ်သို့မဟုတ်နောက်တစ်မျိုးဆိုရင် upper cases လို့ခေါ်မယ်နောက်တစ်ခုဒီအောက်မှာစလုံးအသေးနဲ့ရေးထားတဲ့အားလုံးကိုကျွန်တော်တို့စာလုံးအသေးဗမာလို့ဆိုရင်အင်္ဂလိပ်လို့ဆိုရင်ကျွန်တော်တို့ small letter or သို့မဟုတ်လဲသူမှာနောက်တစ်လုံးနာမည်ရှိတယ် lower cases ဒီလိုစလုံးအသေးလေးတွေကို small letter လို့ခေါ်မယ်ကျွန်တော်တို့ဒီလိုစလုံးအကြီးတွေကို capital letters လို့ခေါ်မယ်အဲ့တော့ဒီအပေါ်စလုံးအကြီးတွေက capital letters ဖြစ်မယ်ဒီအောက်ကစလုံးအသေးတွေက small letters ဖြစ်မယ်ဒီကနေ့တော့ဒီလောက်ပဲနောက်ဗီဒီယိုထပ်တင်ပေးပါမယ်နောက်ဗီဒီယိုမှာဘာတွေလာမလဲဆိုတာကိုကြည့်ပြီးတော့ဒီထဲမှာနားမလဲတာရှိတယ်ဆိုရင်လည်းမေးလို့ရပါတယ်